ဟုတ်ကဲ့ပထမဦးဆုံး9သိန်းစုရရှိသွားမယ်လူကြီးမင်းကတော့ GW72677 9600ကွင်းပေါက်ကကိုငိမ့်ထက်မိုးဖြစ်ပါတယ်ခင်ဗျာနေရလိပ်စာကွင်းပေါက်ဝယ်ယူသူအမည်ကိုငိမ့်ထက်မိုးဖြစ်ပါတယ် congratulation ပါခင်ဗျာ9သိန်းကန်ထူးသွားတာဖြစ်ပါတယ်ခင်ဗျာဂုဏ်ယူပါတယ်ခင်ဗျာဟုတ်ကဲ့ GW72478 နာမည်ကတော့မတ်ဝင်းချိုဖြစ်ပြီးတော့နေရလိပ်စာကတော့တာယာကုန်းဝဖြစ်ပါတယ်တာယာကုန်းဝမတ်ဝင်းချိုရှိလားခင်ဗျာတာယာကုန်းဝမတ်ဝင်းချို9သိန်းရရှိသွားတာဖြစ်ပါတယ် congratulation ပါခင်ဗျာကဲမမရေ GW71542 ခွန်တစ်ငါ4နှစ်ဖြစ်ပါတယ်ညောင်ဝိုင်းကြီးကဒေါ်ဖြူဖြူဆိုးဖြစ်ပါတယ်ခင်ဗျာညောင်ဝိုင်းကြီးရရှိလားခင်ဗျာညောင်ဝိုင်းကြီးကဒေါ်ဖြူဖြူဆိုးပါခင်ဗျာအဲ့တော့9သိန်းရရှိသွားတာဖြစ်ပါတယ်ကျွန်တော်တို့ရဲ့ရွှေကဘာရဲ့ကျပ်သိန်း400ကျော်စုလက်ဆောင်ပေးရဲ့ပွဲမှာ9သိန်းကန်ထူးသွားတာဖြစ်ပါတယ် GW71661 ခွန်တစ်661ဖြစ်ပါတယ်တပြုတ်ချောင်းကဦးအုံးကျော်ဖြစ်ပါတယ်ခင်ဗျာမတ်တက်ထားလိုက်တဲ့အမတပြုတ်ချောင်းကလားခင်ဗျာဟုတ်ဘူးနော်ဟုတ်နော်တပြုတ်ချောင်းကဦးအုံးကျော်ဖြစ်ပါတယ်ခင်ဗျာ congratulation ပါခင်ဗျာဟုတ်ကဲ့ GW71529 ဖြစ်ပါတယ်ကွယ်လွယ်ကမတ်မှုသခင်ဖြိုးဖြစ်ပါတယ်ခင်ဗျာကွယ်လွယ်ကမတ်မှုသခင်ဖြိုးပါခင်ဗျာ congratulation ပါခင်ဗျာ9သိန်းဟုတ်ကွယ်လွယ်ကတအားပေါက်တယ်နော်ခဏကွယ်လွယ်ဟုတ်ကဲ့ဒီတက GW72559 ရှမ်းကုန်းကမတ်ဇင်မာဦးဖြစ်ပါတယ်ခင်ဗျာရှမ်းကုန်းကမတ်ဇင်မာဦးပါခင်ဗျာလက်ထောင်တာဒီထဲမှာရှိလို့လားခင်ဗျာဟုတ်ဘူးနော်ဟုတ်ကဲ့ရှမ်းကုန်းကမတ်ဇင်မာဦး congratulation ပါခင်ဗျာ GW70860 ခွန်3863ပါဖယက်ချောင်းကသူစာတင်မတ်သူစာတင်ဖယက်ချောင်းကမတ်သူစာတင်ခုနကတော့ဖယက်ချောင်းကအမကြီးလားဟုတ်ဘူးနော်ဖယက်ချောင်းကတော့ဟုတ်တယ်သူစာတင်တော့ဟုတ်မနေဘူးနော်ဟုတ်ကဲ့ခင်ဗျာသူစာတင်အတွက်ဂုဏ်ယူပါတယ်ခင်ဗျာဟုတ်ကဲ့ကျွန်တော်တို့ GW70121 ဖြစ်ပါတယ်ပြင်းကရိုးတောင်ကမတ်ဣနန္ဒာဝင်းဖြစ်ပါတယ်ခင်ဗျာပြင်းကရိုးတောင်ကမတ်ဣနန္ဒာဝင်းဖြစ်ပါတယ်ခင်ဗျာ9သိန်းပါခင်ဗျာအဲ့တော့ကျွန်တော်တို့ GW70750 ဖြစ်ပါတယ်ခွန်3953ပါကွယ်လွယ်ရပဲဖြစ်ပါတယ်ဒေါ်မြင့်ကြည်ဖြစ်ပါတယ်ခင်ဗျာကွယ်လွယ်ရဒေါ်မြင့်ကြည်ဖြစ်ပါတယ်9သိန်းပါခင်ဗျာအဲ့တော့နေမင်းကိုယ်တိုင်ကြီးညာပေးပါဦးခင်ဗျာနေမင်းရွေးချယ်ပေးထားတဲ့ကန်ထူးရှင်က9သိန်းရရှိသွားမယ်သူကဘယ်သူပါလဲခင်ဗျာ GW72424 GW ခွန်2424ဝယ်သူအမည်မတ်အေးသိန်းမြင့်နေရလိပ်စာထမ်းပင်ကုန်းကဖြစ်ပါတယ်ခင်ဗျာထမ်းပင်ကုန်းကမတ်အေးသိန်းမြင့်ဖြစ်ပါတယ်ခင်ဗျာ GW72424 မတ်အေးသိန်းမြင့်ရှိလားခင်ဗျာ